မြတ်စွာဘုရားဟောလို့ရှိရင်အစုံလိုက်ဟောတယ်အဆိုးနဲ့အကောင်းမလုတ်သင်တာနဲ့လုတ်သင်တာနော်မင်္ဂလာတော့မှကြည်လေအသေဝနာသဘာလနာပဏိတနိသသေဝနာတခုတည်းကတော့မှမဟုတ်ဘူးဘုရားကိုသားသမီးကိုမိဘတွေကဆုံးမတဲ့အခါလဲဒီလိုပဲဆရာတွေကဆုံးမတယ်မေတ္တာမလုံးနဲ့ဒီဟာလို့ဒီလိုမပြောနဲ့ဟိုလိုပြောဒါမစားနဲ့ဟိုဟာစားတယ်နှစ်ခုတော့ရှိတာကြီးပဲနော်တခုတည်းလုံးလို့မရဘူးလောကကြီးမှာအမြဲတမ်းနှစ်ခုရွေးချယ်ထားရရွေးချယ်တတ်ဖို့အတွက်မြတ်စွာဘုရားဟောတာအသိဉာဏ်မရှိတဲ့လူနဲ့လက်တွဲပြီးအလုံးမလုံးနဲ့တဲ့အသေဝနာသဘာလနာဉာဏ်မရှိတဲ့လူနဲ့လက်တွဲလုံးလို့ရင်ဒုက္ခရောက်တယ်တဲ့ပညာရှိနဲ့လက်တွဲပေါင်းဖက်ပြီးလုံးတဲ့ဟုတ်ပြီကဲကုမ္ပဏီတွေထောင်ကြတဲ့အခါမှာဒီပညာမတတ်တဲ့လူနဲ့လက်တွဲလှုပ်ချူပါလားအကုန်လွဲမှားကုန်မှာပေါ့ဘာမတတ်ဘူးဆိုတဲ့လူကိုဆရာတင်ပြီးတော့လှုပ်လိုက်မယ်ဆိုအကုန်လွဲမှားဖြစ်သွားမှာပေါ့ပညာတတ်တဲ့လူကကျွမ်းကျင်တဲ့လူမှာပဲစည်ရင်အင်းနိုင်တယ်ဆိုအကောင့်တဲ့စည်ရင်အင်းနိုင်တဲ့လူခံရတာပဲလေသူကလည်းသူအဲ့ဒါကိုဆိုလိုတာအသေဝနာသဘာလနာဗဏိတနိစ္စကျွမ်းကျင်တဲ့လူနဲ့လှုပ်မကျွမ်းကျင်တဲ့လူနဲ့မလှုပ်နဲ့မကျွမ်းကျင်တဲ့လူနဲ့လှုပ်ရင်အကုန်ပျက်စီးမှာပဲဒါဆိုလို့တာမင်္ဂလာတရားတော်အကျယ်ကြီးပဲနော်ဘာလဆိုတာအသိပညာမရှိတဲ့ပုဂ္ဂိုလ်ပြောတာဗမာကဘာလကိုလူမိုက်လို့ပြန်လိုက်တဲ့အခါခိုးဆိုးတိုက်ခိုက်နေတဲ့လူလို့တော့ထင်တာအဲ့လိုဆိုလို့တာမဟုတ်ဘူး uneducated ပေါ့လောက်ရမယ့်လုပ်ငန်းနဲ့ကြည့်ရဒီအလုပ်ကိုသူလုပ်တတ်သလားဒီအလုပ်ကိုလုပ်တတ်တဲ့လူနဲ့တွဲလို့မလုပ်တတ်တဲ့လူနဲ့တွဲမလုပ်နဲ့မလုပ်တတ်တဲ့လူနဲ့လုပ်ရင်ပျက်စီးမှာပဲဟုတ်မဟုတ်တာတော့မဖုတ်တတ်တဲ့လူဖုတ်ခိုင်းကြည့်တူးကုန်မှာပဲဖုတ်တတ်တဲ့လူဖုတ်မှာဟင်းအောင်မချက်တတ်တဲ့လူချင်းပြက်သွားမှာပဲလေအဲ့ဒါပေါ့ဘယ်ရံပဲဖြစ်ဖြစ်တတိနာလဲတဲ့သူကိုပဏိတသူ့လုပ်ငန်းဆိုင်ရာတတိနာလဲတဲ့ပုဂ္ဂိုလ်ပဏိတအဲ့ဒါနဲ့တွဲလို့သူတို့ဆိုအဲ့ဒီမှာလည်းပဲနှစ်ခုဟောတဲ့အခါမှာတတိထားเสียမလုပ်ရမှနဲ့လုပ်ရမှမလုပ်ရမယ့်ဟာကိုအရင်ပြောတယ်လုပ်ရမှာကိုနောက်ပြောတယ်ဒါကြောင့်မို့အခုခေါ်မဲ့သုတ်တံမှာလည်းပဲဒီဘဝမှာအရေးပါတဲ့ကိုကျင့်တရားနှစ်ပါးဆိုတဲ့နေရာမှာအရေးပါတဲ့ကိုကျင့်တရားနှစ်ပါးဟာလိုက်နာရမယ့်အချက်ပေါ့အဲ့တော့လိုက်နာရမယ့်အချက်ရှိတယ်လို့မလိုက်နာရမယ့်အချက်လည်းရှိတယ်ပေါ့ဟောနှစ်ခုဟောတယ်အများအားအဲ့တော့သုတ်တံနှစ်ခုကဒုက္ခဝိဟာရသုံးနဲ့ဒုက္ခဝိဟာရသုံးလို့နာမည်ပေးထားဒုက္ခဝိဟာရသုံးဆိုတာဒုက္ခရောက်ပြီးနေရမယ့်အကြောင်းတရားနှစ်ပါးချမ်းသာသာနေထိုင်ရမယ့်အကြောင်းတရားနှစ်ပါးလူဘဝမှာနေပြီဆိုရင်ဒုက္ခရောက်ခြင်းသလားချမ်းသာခြင်းသလားဒီနှစ်ခုဒုက္ခရောက်စေနိုင်တဲ့တရားနှစ်ပါးရှိတယ်ဆင်းရဲချမ်းသာစေနိုင်တဲ့တရားနှစ်ပါးရှိတယ်အဲ့တော့ဆင်းရဲတယ်ချမ်းသာတယ်ဆိုတဲ့နေရာမှာဆင်းရဲတာကိုယ်ဆင်းရဲမှုရှိတယ်စိတ်ဆင်းရဲမှုရှိတယ်ချမ်းသာတာလည်းကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုနှစ်ခုရှိတယ်နော်ကိုယ်ချမ်းသာစိတ်ချမ်းသာဘဝလည်းစိတ်ဆင်းရဲကိုယ်ဆင်းနှစ်ခုရှိတယ်အဲ့နှစ်ခုထဲမှာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကိုဖြစ်စေတတ်တဲ့ကိုကျင့်တရားနှစ်ပါးကိုကျင့်တရားဆိုတာကိုယ်တိုင်လှုပ်ဆောင်နေတဲ့အကျင့်တရားပေါ့ချမ်းသာခြင်းရဲ့အကြောင်းဖြစ်တဲ့ကိုကျင့်တရားလည်းနှစ်ပါးမလောက်ရမှနဲ့လောက်ရမှကိုဒီသုတ်တံနှစ်ခုတွဲပြီးတော့မြတ်စွာဘုရားဟောပေးထားအဲ့ဒီမှာတရားကလွယ်လွယ်လေးရရိုးရိုးရှင်းရှင်းလေးလူတိုင်းလိုက်နာမဲ့အချိန်ပဲအဲ့တော့ဒုက္ခရောက်စေနိုင်တဲ့ကိုကျင့်တရားကကိုလုံနေတဲ့တရားနှစ်ခုရှိတယ်ချမ်းသာစေနိုင်တဲ့နေထိုင်နည်းကနှစ်ခုရှိတယ်အဲ့နှစ်ခုထဲမှာရွေးချယ်ပြီးတော့ဒုက္ခရောက်မဲ့နေနည်းမျိုးမနေနဲ့
ချမ်းသာမှုကိုရစေနိုင်တဲ့နေဒီမျိုးနဲ့နေဖို့လို့ဆိုလိုတယ်ပေါ့နော်အဲ့ဒီနှစ်ခုဟာအရေးပါတယ်ပေါ့လူဘဝမှာ